ကမညီတို့ကိုတိုးတိုးလေးတတိပေးရအောင်မေဆိုင်တွေမှာပတ်စံတွေတော်တော်ဖြုံးနေလာတွေကိုအခုပဲရက်လိုက်ကြတော့နော်ကမကြီးအပိုတွေလုံးမနေနဲ့တော့ကြားလားနှာခေါင်းပေါ်ကစားဝတ်ချံအမဲဆက်တွေပျောက်ချင်ရင်လေတကြားနဲ့အုံးစီကိုသာရောပြီးအားရပါရပုတ်တိုက်ပေးလိုက်စမ်းပါဟိညီတို့မျက်နှာကစတီးတွေအိုးရဖီလိုမျိုးဝင်းပါလာမှအသေးချာပဲကမကြီးပြီးတော့နားထောင်ကမရဲ့ညီတို့သွားတွေဝါနေလို့စိတ်ညစ်နေတာလားဟဲ့အုံးစီတဲကိုနနွေးမုံလေးနည်းနည်းထည့်ပြီးသွားတိုက်ပေးလိုက်လေကမရဲ့လူတိုင်းမျက်စိကျင်းသွားလောက်အောင်ကိုဖြူဖွေးတောက်ပါလာမှာကမရဲ့စပင်ကျွတ်ပြီးထိတ်ပြောင်နေလို့စိတ်ညစ်နေတဲ့သူတွေလည်းရှိသေးတယ်မလားဟဲ့အဲ့ဒါဆိုရင်တော့ကျက်စွန်နီအကြီးနဲ့အုံးစီကိုရောဆက်ပြီးကောင်းကောင်းလေးနှိမ့်နေပေးလိုက်ကမရဲ့စပင်ကျွတ်တာလုံးဝရက်သွားပြီးဒုံးပြလိုမျိုးအမြန်ဆုံးပြန်ရှည်လာလိမ့်မယ်ကမရဲ့မြက်ကွင်းညိုနဲ့အရေးချောင်းတွေအတွက်လည်းပူမနေနဲ့တော့အေးကော်ဖီမှုန့်နဲ့အုံးစီကိုသာရောပြီးလိမ့်ပေးလိုက်စမ်းပါကမရဲ့မြက်ကွင်းညိုတာတွေကချက်ချင်းကိုပျောက်သွားမှာဟဲ့နှခမ်းသားလေးတွေနူးညံ့ချောမွေ့ဖို့ဆိုရင်လည်းပြားရည်နဲ့အုံးစီကိုရောဆက်ပြီးလိမ့်ပေးရုံပဲလေကမရဲ့ဖန်တော်ကွဲတို့စိတ်ညစ်နေလားကမရဲ့အုံးစီနဲ့တမယာရည်ကိုရောပြီးပုတ်တိုက်ပေးလိုက်ရင်စက္ကန့်ပိုင်းအတွင်းကလေးလေးရဲ့ချက်တော်လိုမျိုးနူးညံ့သွားမှာဟဲ့စပင်တွေဖွာလန်ကျဲနေလာကတော့တကယ်ကိုစိတ်ပျက်စရာကြီးပါပဲဟဲ့ကမရဲ့အုံးစီကိုတုံးပြီးစပင်ကိုတေချာလေးနှိမ့်နေပေးလိုက်ရင်ပိုးသားလေးလိုချောမွေ့ဖြောင်းစင်းသွားမှာပေါ့အေးနောက်ဆုံးတစ်ခုကတော့ညစ်နွန်းနေတဲ့အသားရည်အတွက်ပဲကမရဲ့စားနဲ့အုံးစီကိုရောဆက်ပြီးအားရပါရတာပုတ်တိုက်ပေးလိုက်စမ်းပါညီအသားအည်ကစိန်တလုံးလိုမျိုးဝင်းပါတောက်ပါလာလိမ့်မယ်တရက်တီးကိုပြောတာမဟုတ်ဘူးနော်ကမရဲ့အဲ့ဒါကြောင့်ညီပတ်စံတွေအလကားမဖြုံးနေတော့လို့ပြောတာပေါ့အေး